အပေါ်စီးကနေဓာတ်နဲ့တက်ထိုးနေတဲ့ဆောင်းဟီးကနှစ်ယောက်ကြားကဆိုတဲ့စကားမဆုံးလိုက်ခင်အာချင်းကယုံလိုက်တာကြောင့်ဆောင်းဟီးရဲ့မျက်နှာကိုမတေယုံတမဲရိုက်နှက်ခံထားရတဲ့ဂျဲအိုတယောက်သူ့ကိုရှင်းဖို့လူဘယ်နှယောက်တောင်ရောက်လာတာလဲလို့ရေရွတ်နေရင်ချောင်ဟုံးကိုစီတင်ခိုင်းထားတာကအဲ့ဒီမိုးမျှော်တက်ပေါ်မှာထားဖို့ကင်မရာနှလုံးနဲ့သူ့ရဲ့ဖုန်းမှာထောက်လိုင်းရေး software တစ်ခုထည့်သွင်းထားမှာဖြစ်ပြီးအဝေးကနေလမ်းထိန်းချိုးလို့ရအောင်ချောင်ဟုံးရဲ့ဖုန်းမှာလည်း software ကိုထည့်သွင်းကဂျဲအိုရဲ့ဖုန်းပိတ်နေရင်တောင်မှအတန်ဖမ်းတာနဲ့ဗီဒီယိုရိုက်တာကဆက်ပြီးအလုပ်လုပ်နေအောင်မယ်လို့ဆိုပါတယ်ပြီးတော့အဲ့ဒီဗီဒီယိုကမိနစ်30နေတာနဲ့အလိုလျောက်ကလောက်ပေါ်တင်သွားမယ်ဖြစ်ကြောင်းအသိပေးနေတာကြောင့်ဘလောက်အရေးကြီးတဲ့ကိစ္စမို့ဒီလောက်စီစဉ်နေတာလဲဆိုတဲ့ဂျောင်ဟွန်းရဲ့မေးခွန်းကိုပြန်မဖြေပဲသူထားခိုင်းထားတဲ့ကင်မရာကိုလမ်းကြည့်ကရေမောနေလိုက်ပါတယ်မင်းတို့တထေမွန်းတို့ဆိုတဲ့ကောင်ရဲ့အမိတ်မပါပဲသူ့ကိုတက်ပြစ်လို့ရလို့လားလို့မေးခွန်းထုတ်တဲ့အခါကိုယ်စလဲကြီးကခွင့်ပြုပေးထားပြီးသားလို့ပြန်ဖြေပြီးချင်းရှင်းပြလိုက်တော့လို့အမိတ်ပေးပါတယ်ဂျဲအိုကိုလာဆွဲထူသွားကြပြီးတိုက်ပေါ်ကပြစ်ချကနီးဆဲဆဲအာချင်းအတွက်သူကတော်တော်အသုံးဝင်ခဲ့တဲ့သူဖြစ်ကြောင်းနောက်ဆုံးအနေနဲ့အရင်ကပုံရိပ်တွေကိုပြန်မြင်အောင်နေတော့တိုက်ပေါ်ကနေပြစ်ချလိုက်ကြပါတော့တယ်။တစ်ဖက်ကဂျွန်စောကလည်းသူငယ်ငယ်ကဓာတ်ပုံလေးတွေနဲ့မိသားစုပုံတွေကိုပြန်ကြည့်ရင်ဖုန်းမှာနိုတီကြားလာလို့ဖွင့်ကြည့်လိုက်တဲ့အခါ Google Drive link တစ်ခုဖြစ်နေပါတယ်။အဲ့ဒီ link ကိုဝင်ကြည့်လိုက်တော့မတေုံတမဲရိုက်နှက်ခံရတဲ့ဂျဲအိုကိုဘေးနားမှာလူတစုကဝိုင်းထားတဲ့ဗီဒီယိုဖြစ်နေပြီးတိုက်ပေါ်ကနေပြစ်ချအဆုံးသတ်ခံလိုက်ရတဲ့ဂျဲအိုကိုတော့လက်စားဖျောက်ဖို့စီပေပါတစ်ခုတည်းကိုထည့်နေချိန်ဂျွန်စောစီကဖုံးလာနေရကြောင်းမိုးတို့ရဲ့မန်နေဂျာကရောက်လာကကိုယ်စလဲကြီးကိုတောင်းဒီယူကောင်ကချိန်ချောက်ခဲ့တာမို့လက်ရချေရမကြံအောင်တေချာလှုပ်ဖို့လာမာနေပါတယ်မွန်းတို့ရဲ့လူတွေလက်ထဲမှာဂျဲအိုကတော့ခွေလေးအသက်မဲ့သွားခဲ့ရပြီဖြစ်ပြီးအာချင်းစီကိုလည်းဂျဲအိုရဲ့ဖုန်းကနေ join link တစ်ခုရောက်လာချိန်မင်းမကြည့်သေးပဲဖုန်းကိုခေါ်ကြည့်နေပေမဲ့ဘလို့မှခေါ်လို့မရတော့တာကြောင့်သူ့ရှိရင်မွန်းတို့ကဂျဲအိုကိုအဆုံးသတ်ခိုင်းထားတာကိုပြန်မြင်အောင်ပြီးဂျဲအိုတစ်ခုခုဖြစ်သွားပြီဆိုတာကိုအာချင်းကသိလိုက်ရပြီမို့အခုမှမျက်ရည်တွေနဲ့အသက်မဲ့စွာရက်နေခဲ့ပါတယ်ဗီဒီယိုကိုကြည့်ပြီးသွားတဲ့ဂျွန်စောကတော့ဂျဲအိုရဲ့ရုံးခန်းကိုအပြေးလိုက်လာပြီးအထဲမှာငြိမ်သက်စွာထိုင်နေတဲ့ဂျောင်ဟုံးကိုမြင်ကဂျဲအိုဘယ်မှာလဲလာမေးနေတဲ့ချိန်ဘာတစ်ခုမှပြန်မပြေနိုင်ဖြစ်နေတာကြောင့်ထပ်မေးကြည့်တော့ဒီလိုလုံးမာကိုမသိခဲ့ပဲဂျဲအိုလှုပ်ခိုင်းတာတွေကိုလှုပ်ပေးခဲ့မိတယ်လို့ဆိုပါတယ်သူကအဲ့ဒီနေရာမှာကင်မရာတွေတက်ခိုင်းထားတာဖြစ်ပြီးဗီဒီယိုကအော်တိုပို့သွားမယ်ဆိုတာနဲ့နိုင်ပိုင်းကြာပြီးရင်အဲ့ဒီကင်မရာတွေကိုပြန်သွားယူကဂျွန်စောလာချရင်မမ်မိုရီကတ်နဲ့ပွားထားတဲ့ဖုန်းကိုပေးလိုက်ဖို့ဂျဲအိုကမှားထားကြောင်းပြောပြပါတယ်လက်တော်တွေကဂျဲအိုပြစ်ချခံလိုက်ရတဲ့ဗီဒီယိုကိုကြည့်ရင်ဂျွန်စောတယောက်ဘာစကားမှပြောနိုင်ခြင်းမရှိတော့ပဲတစ်ဖက်ကအာချင်းကလည်းမွန်းတို့ရဲ့ရင်ခွင်ထဲမှာအိတ်မပြောနိုင်ဖြစ်နေပါတယ်။နောက်မနေ့ရောက်တော့အိယာကနိုးလာတဲ့မွန်းတို့ကဘယ်သူမှမရှိကြဘူးလားမေးနေတာကြောင့်အာချင်းကအရွေ့ရှောင်ခိုင်းထားတာလို့ဆိုရင်ဒီနေ့ကစပြီးသူမရဲ့ခန္ဓာကိုယ်ကိုမစင်မချင်းလာမကင်မှုပြောနေတာကြောင့်သူတို့ကလင်မယားတွေမို့ဒီကိစ္စကတော့ကြိုးကြောင်မစီလျော်ဘူးလို့ဆိုပါတယ်။လင်မယားတွေဖြစ်နေတောင်သူမကိုအယုတ်တရုတ်လိုမဆက်ဆံမှုထပ်ပြောလာတဲ့အာချင်းအားသူကအဲ့ဒီစကားကိုနားထောင်စရာလိုလို့လားလို့ပြန်မေးတဲ့အခါရှင်းကိုတခုခုလုံနိုင်တဲ့နီလန်းကိုသူမရှာတွေ့ထားကြောင်းအသိပေးရင်ဂျဲအိုကိုသူ့တပည့်တွေနှိပ်စက်နေတဲ့ဗီဒီယိုထဲမှာကိုယ်စလဲမွန်းတိုစီကခွင့်ပြုချက်ရထားပြီးပြီဆိုတဲ့အတန်တွေပါလာတာကိုထုတ်ပြပါတယ်ဂျဲအိုကိုရှင်းပြဖို့သူမရှိတင်အမိတ်ပေးကြတာဖြစ်ပြီးတပ်တွေကလည်းဒီမှာရှိနေပြီဖြစ်ကြောင်းပြောတော့အာချင်းရဲ့အခြေဆုံးတငယ်ချင်းကသူတရားမှာကိုတိတဲ့သားနဲ့အရွေးလောက်ခဲ့တာဖြစ်ကြောင်းပြောပြတဲ့အခါရှင်းကိုထိန်းချုပ်လို့ရမယ့်အရာတစ်ခုကိုသူ့အသက်နဲ့ယဉ်ပြီးလှုပ်ပေးသွားတာဖြစ်ကြောင်းပြောပြရင်အရာအလုံးကိုပိုင်ဆိုင်ထားတဲ့ရှင်းကတော့ဒီစကားတွေရဲ့အဓိပ္ပာယ်ကိုနားလည်မှာမဟုတ်ဘူးလို့ပြောရင်းထွက်သွားပါတယ်အာချင်းရဲ့စီဖုံးဆက်လာတဲ့ဂျွန်စောကနေပါရီလုံနေတာလဲလို့မေကွန်းလန့်ထုတ်နေတာကြောင့်သူကမွန်းတို့ရဲ့လေဘင်းကိုကြိုးကွင်းဆွတ်ချင်ခဲ့တာဖြစ်ပြီးဒီလိုဖြစ်မှတိတိကြီးနဲ့တောင်ဂျဲအိုကဝင်ကူညီပေးသွားတယ်လို့ဆိုပါတယ်အဲ့ဒါကဂျဲအိုရဲ့ရွေးချယ်မှုပဲလို့အာချင်းကလက်လို့စပယ်ပြောထွက်လာတာကြောင့်စိတ်တူသွားတဲ့ဂျွန်စောကသူတို့ရဲ့တဦးတည်းသောတငယ်ချင်းအသက်ဆုံးရှုံးလိုက်ရတာတောင်နေအမားမပါဘူးလားလို့ဒေါသတကြီးမေကွန်းထုတ်ပါတယ်အခုလိုပုံစံနဲ့ဘယ်အချိန်ကြီးဆက်နေသွားမှလဲဆိုတဲ့ဂျွန်စောရဲ့မေကွန်းအားအခုကိစ္စနဲ့ဂျဲအိုရဲ့အသက်တောင်ရင်းပေးလိုက်ရပြီးမို့သူမအခုရောက်နေတဲ့နေရာကိုဆက်ထိန်းထားနိုင်အောင်ဘယ်တော့မှရက်တက်မှာမဟုတ်ဘူးလို့တုံ့ပြန်ရင်ဖုံချပြလိုက်ပါတယ်အာချင်းကိုနာကြီးသွားတဲ့ဂျွန်စောကတော့ကျန်ရပါဝိုင်စာအုပ်ကအာချင်းရဲ့နောက်ကျောင်းလားဆိုပြီးအရင်တစ်ခေါက်ကလာတွေ့သွားတဲ့ပရိုဂျူဆာကိုပြန်ဆက်သွယ်လိုက်ပြီးနောက်မွန်းတို့ရှိတဲ့နေရာထံရောက်လာခဲ့ပါတယ်ခမားဂျဲအိုကိုတက်ခိုင်းထားတဲ့ဗီဒီယိုမှတ်တမ်းတွေဒီထဲမှာအကုန်ရှိကြောင်းဂျွန်စောကအသိပေးတော့ဗီယူမဆိုင်တဲ့ပုံစံနဲ့အဲ့ဒီတော့ဘာဖြစ်လဲပြန်မေးနေတာကြောင့်အာချင်းကိုတခုခုလောက်တာနဲ့ဒီဗီဒီယိုတွေကိုသတင်းမီဒီယာတွေစီချပြလိုက်မှလို့ဆိုပါတယ်ဒီနေ့ကျမှသူ့ကိုဟိုလိုလှုပ်ဆန်းဒီလိုလှုပ်ဆန်းနဲ့လာခိုင်းနေတဲ့သူတွေများနေကြောင်းပြောပြလာတဲ့မွန်းတို့ကအဲ့ဒီဗီဒီယိုကိုဖျက်လိုက်မယ်ဆိုရင်တောင်သူလုံနိုင်တာတွေကအများကြီးရှိတာမို့သူ့နာမည်ပါတဲ့အဲ့ဒီအပေါ်သားဗီဒီယိုလောက်ကိုခေါင်းထဲမရှိကြောင်းပြောနေချိန်ဂျဲအိုရဲ့ဖုန်းကိုကောက်ယူလိုက်တဲ့သူ့ရဲ့မန်နေဂျာကမီးရှို့ပြီးတက်တုံးကကိစ္စပြတ်သွားရင်အခုလိုပြဿနာတွေကြုံလာစရာမလိုဘူးလို့ပြောနေတဲ့တက်တွေတစ်ခုပါထုတ်ပြလိုက်ပါတယ်
ဒီတက်တွေကိုချပြလိုက်ရင်ခမားအတွက်ကြီးကြီးမားမားမထိခိုက်သွားဘူးဆိုရင်တောင်အနည်းဆုံးတော့ဒီနေ့အထိထိမ့်သိမ့်လာတဲ့ခမားရဲ့ပုံရိပ်ညစ်ပတ်သွားမှာကိုတော့ရှောင်လွဲလို့မရကြောင်းထပ်သတိပေးပေမဲ့ကျွန်းစောရဲ့တငယ်ချင်းတို့ကလည်းသူ့မန်နေဂျာကိုအခုလိုလာသတိပေးရင်အဆုံးသတ်သွားတာဖြစ်ကြောင်းပြောပြီးထွက်သွားတော့မဲ့အချိန်အာချင်းကိုရက်တက်မှုကသူ့လုံးလိုက်မှာမို့ခမားကခြေတလန်းနောက်ဆုတ်ပြီးဘေးကနေပဲစောင့်ကြည့်နေဖို့ကျွန်းစောကမှာသွားပါတယ်သူမရိုက်ထားတဲ့ရုပ်ရှင်ကားနဲ့ဘာလင်ရုပ်ရှင်ပွဲတော်ကိုဖိတ်ကြားခံထားရတဲ့အာချင်းကတော့နိုင်ငံအနှံ့အပြားထိအထင်ကြီးမှုတွေရရှိထားပြီးဒီနေ့ကျင်းပမဲ့စုပေးပွဲမှာလည်းအကောင်းဆုံးအမျိုးသမီးဇက်ဆောင်စုအတွက်ရရှိနိုင်ခြေအမြင့်ဆုံးမှာရပ်တည်နေတာကြောင့်တကယ်ပဲအဲ့ဒီစုကိုရရှိသွားမလားဆိုတာတော့စောင့်ကြည့်ရမယ်ဖြစ်ကြောင်းသတင်းတွေကြေညာနေပါတယ်အကယ်ဒမီစုပေးပွဲမတိုင်မီစက်တိုက်ခေါ်နေတဲ့ဂျွန်စောရဲ့ဖုန်းကိုမကင်မဲပစ်ထားလိုက်ပြီးသူ့ရဲ့ငယ်ဘွားတုန်းကပုံတွေကိုပြန်ကြည့်ရင်မျက်ရည်ကျနေတဲ့ဂျွန်စောတယောက်ပုံတွေအားလုံးကိုတွားလွှင့်ပြလိုက်ပါတယ်အာချင်းစီကနေသူ့ကိုကူညီခြင်းသိပ်ပေါ်မှာဆက်သွယ်လိုက်ဖို့နဲ့အဲ့ဒီလိုမှမဟုတ်ရင်လာမနောက်ရှက်ဖို့မဆိတ်ဝင်လာပြီးသတင်းမီဒီယာတွေနဲ့ပရိသတ်တွေပြည့်နှက်နေတဲ့စုပေးပွဲထံအာချင်းကရောက်ရှိလာပါတယ်ဂျွန်စောကတော့အာချင်းရဲ့ဇယက်အမှန်တွေကိုချပြဖို့ပရိုဂျူဆာနဲ့စီစဉ်ထားတာဖြစ်ပြီးလူဦးရေစုစုပေါင်းရဲ့400%သောလူတွေမှာသာတွေ့ရတတ်တဲ့ဇယက်ချုပ်ရင်းသူဆိုတဲ့ခေါင်းစဉ်နဲ့အတူအခြားသူတွေကိုမိမိရဲ့ရည်မှန်းချက်ပြေဝဖို့အတွက်အသုံးချတတ်တဲ့ဆိုတဲ့အကြောင်းစတင်ထုတ်လွှင့်လိုက်ပါတယ်တစ်ဖက်မှာတော့ကိုရီးယားရုပ်ရှင်လောကရဲ့နှစ်တစ်နှစ်ကိုအဆုံးသတ်ပေးမဲ့ပွဲတော်ကြီးကစတင်နေပြီဖြစ်ပြီးအားလုံးစောင့်မျှော်နေတဲ့အမျိုးသမီးဇက်ဆောင်သူကိုစတင်ကြေညာတော့မဲ့အချိန်မီဒီယာတွေနဲ့ပရိသတ်တွေထင်ကြေးပေးထားကြတဲ့အတိုင်းဘဲအားချင်းလို့ကြေညာနေတဲ့တစ်ဖက်မှာတော့လူတက်မှုကိုကိုယ်တိုင်မကျူးလွန်ခဲ့ပေမဲ့လူနှစ်ယောက်ကိုတော့သေစေခဲ့ပြီးသူ့အတွက်အသုံးဝင်နိုင်မဲ့ယောက်ျားတွေစီရည်ရွယ်ချက်ရှိရှိချင်းကပ်တတ်တဲ့အပြင်အခုထိမအောင်မြင်သေးတဲ့လူတက်မှုအစီအစဉ်တစ်ခုလည်းရှိနေကြောင်းအွန်လိုင်းပေါ်မှာထုတ်လွှင့်နေပါတယ်အကောင်းဆုံးမျိုးသမီးဇက်ဆောင်သူကြီးကိုကင်ပြီးအာချင်းကကျေးဇူးတင်စကားပြောနေချိန်အဲ့ဒီမိန်းကလေးနဲ့နီနီကက်ကနေခဲ့တဲ့သူတွေကိုမေးမြန်းကြည့်ထားတဲ့ဗီဒီယိုတွေအရဘဲအာချင်းဟာလူအရေးကုန်ခြုံထားတဲ့မကောင်းဆိုးအားဖြစ်ပြီးမျက်နှာဖုံးကိုလည်းလိုအပ်သလိုလဲသုံးနေတာမို့ငငယ်တွေကတရုပ်ဆောင်ကောင်းတာဖြစ်ကြောင်းအာချင်းနဲ့အနီးကပ်နေခဲ့တဲ့သူတွေစီကသိခဲ့ရတယ်လို့ဆိုပါတယ်အဲ့ဒီသတင်းတွေကတနိုင်ငံလုံးမှာစတင်ပြန့်နှံ့နေပြီဖြစ်ပြီးဘဲအချင်းရဲ့အမေကမတော်တဆမှုနဲ့တေဆုံးသွားတဲ့အပြင်ဖခင်ဖြစ်သူကတော့လူတက်မှုတစ်ခုရဲ့နစ်နာသူဖြစ်ခဲ့ကြောင်းနဲ့အာချင်းကသူမရဲ့ချစ်သူရဲ့အဖွာတေဆုံးသွားတဲ့နေရာမှာလည်းရှိနေခဲ့သူဖြစ်ပြီးအဲ့ဒီချစ်သူကပါကိုတေချောင်းကြံသွားကြောင်းပြောပြပါတယ်သူမဒီနေရာထိရောက်လာဖို့တဆင်ချင်းစူးစမ်းပြီးတန်လန်းခဲ့ရကြောင်းပြောပြနေတဲ့တစ်ဖက်မှာဆောင်းဟီနဲ့ဂျောင်ဟိုရဲ့ကော်ဖီဆိုင်မှာအတူလုပ်ခဲ့မှုတဲ့ယူရှိအပြင်အင်ကန်ရဲ့ညီအင်မိုတို့ကအာချင်းရဲ့အမောင်ဘတ်ချမ်းတွေကိုထွက်ဆိုနေကြပြီးဒီတက်တွေထွက်ဆိုချက်တွေအားလုံးကတက်တွေပြဖို့မလွယ်ကူတဲ့ထွက်ဆိုချက်တွေဆိုပေမဲ့အမှန်တရားအသစ်တစ်ခုကိုသိခဲ့ရတယ်လို့ဆိုပါတယ်အဲ့ဒါကတော့ဘဲအချင်းရဲ့အဖေစန်းကူရဲ့တေဆုံးမှုမှာနင့်နာသူကတယောက်တည်းဆိုပေမဲ့ကျူးလွန်မှုအတွက်တန်တရားရှိသူက3ယောက်ရှိခဲ့ပြီးအမြဲတမ်းနှိပ်စက်နေတာကြောင့်လူတက်ဖို့အကြောင်းရင်းရှိခဲ့တဲ့တယောက်တည်းသောသူကဘဲအချင်းပဲဖြစ်နေကြောင်းကြေညာနေတာကိုစုပေးဘက်ကပရိသတ်တွေကပါတွေ့ကုန်ကြပြီမို့ရုပ်ရုပ်သဲသဲတွေဖြစ်လာကြပါတယ်အဲ့ဒါကိုအာချင်းကိုယ်တိုင်လည်းသတိထားမိလိုက်ပြီးမလုံမလဲနဲ့နောက်ကိုထွက်လာပြန်တော့ဆင်အနောက်မှာရှိတဲ့ပွဲစီစဉ်သူတွေကပါမျက်စောင်းတထိုးထိုးနဲ့ဖြစ်နေကြတာမို့အထဲမှာသူမရဲ့အမောင်ဘတ်ချမ်းတွေကြေညာနေတဲ့သတင်းကိုတွေ့လိုက်ရပါတယ်နောက်ဆုံးထွက်ဆိုပေးမဲ့သူကတော့ကျန်ရပါဝိုင်ဆိုတဲ့စာအုပ်ကိုရေးသားခဲ့တဲ့ယွန်းဂျွန်စောပဲဖြစ်တယ်လို့ကြေညာပြီး TV ဖန်သားပြင်ပေါ်ရောက်လာတဲ့ဂျွန်စောကဆန်းကူရဲ့တေဆုံးမှုဟာလည်းအစတည်းကအာချင်းကအစီအစဉ်ချထားတာဖြစ်လို့သူ့အတွက်ကိုစားတက်ပေးနိုင်တဲ့ချွဲကြောင်ဟိုကိုအသုံးချခဲ့တဲ့အကြောင်းအထောက်အထားတွေနဲ့ပါအကုန်ဖွင့်ချလိုက်တာမို့အာချင်းတယောက်သွေးပြက်ကုန်ပြီးသူမလက်ထက်ကစုကြီးကိုလွှင့်ပြလိုက်ပါတယ်အဲ့ဒီနောက်ဝိုင်းကြည့်နေကြတဲ့သူတွေကြားကနေပြေးထွက်ခဲ့လိုက်ပြီးဘေးနားကလူတိုင်းကိုအတုံးချကာသူမရယူခဲ့တဲ့အခုလိုအောင်မြင်မှုကြီးကမျက်စိတမိတ်လေးအတွင်းမှာပဲအားလုံးပျက်စီးသွားခဲ့ပြီမို့လမ်းမတွေပေါ်မှာရှောက်သွားနေတော့ဂျွန်စောကရောက်လာပါတယ်။ငိုရမလို့ရီရမလို့တွေနဲ့နေရောက်သားစကားတစ်ခုမှမပြောသည့်တိုင်ကားနဲ့အတူထွက်လာခဲ့လိုက်ကြပြီးသွားကျင်တဲ့နေရာရှိလားဆိုတဲ့ဂျွန်စောရဲ့မိကုန်းကိုတော့လူတွေမရှိတဲ့စီးလို့ပြန်ပြေးလာတာကြောင့်ဂျွန်စောကနင်းပြောင်းလဲလာမယ်ထင်ထားခဲ့တာလို့ဆိုပါတယ်။ဒါပေမဲ့နောက်ဆုံးမှသိလိုက်ရတာကအဲ့ဒီမဖြစ်နိုင်တဲ့ကိစ္စကြီးကိုမှသူကကတ်တွယ်မိနေတာလို့ပြောပြကအခုနင့်ကိုကင်တွယ်နိုင်တဲ့သူကငါပဲရှိတော့တယ်ဆိုတာကြောင့်သွားစရာလမ်းမရှိတော့တဲ့သူတယောက်ကိုဘလို့ကင်တွယ်မှလဲလို့မိကုန်းပြန်ထုတ်လာတဲ့အာချင်းအားငရဲကိုအတူသွားကြမလားလို့ဆိုပါတယ်ပြီးတော့နင်းအခုကစပြီးတာမန်ဘွားနဲ့ဖြတ်တန်းသွားမယ်ဆိုရင်သူလည်းတလောက်နဲ့ပဲရက်တန်းလိုက်မယ်လို့အကြက်ကင်တော့ခဏတော့ဘာမှမပြောနိုင်ဖြစ်သွားတဲ့အာချင်းကသူမကိုထပ်ပြီးချုံထောင်ထားတဲ့သူမရှိတော့ဘူးလို့ထင်ခဲ့ပေမဲ့နောက်ဆုံးအတားအဆီးကနင်းဖြစ်နေတာပဲလို့ဆိုပြီးတုံ့ပြန်လာတာကြောင့်အာချင်းရဲ့လက်ကိုဆွဲကင်လိုက်ခါအခုချိန်ကစလို့ဘသူကမှမထိခိုက်အောင်နေသွားကြမယ်လို့ဆိုရင်တခါမှမပြောခဲ့ဘူးတဲ့အာချင်းကိုချစ်တယ်ဆိုတဲ့အကြောင်းပြောပြီးချင်းမျက်ရည်တွေနဲ့အတူဘေးကကြောက်တဲ့ထိုးချပစ်လိုက်ပါတော့တယ်ပြီးခဲ့တဲ့ညကစာရေးဆရာယွန်းကျွန်းစောမောင်းလာတဲ့ကားဟာလမ်းဘေးက6ကမ်းပါးလေးကိုပြုတ်ကျသွားပြီးအခင်းဖြစ်တဲ့နေရာမှာပဲယွန်းကျွန်းစောကတေဆုံးသွားခဲ့ကြောင်းနဲ့သူနဲ့အတူပါလာတဲ့တရုတ်ဆောင်ဘဲရချင်းကတော့လက်ရှိမှာပျောက်ဆုံးနေကြောင်းသတင်းတွေကြေညာနေပါတယ်
ဂျွန်စောကစာလေးတစ်စောင်ထားခဲ့လို့ဂျီဆွန်းကဖတ်ကြည့်နေရင်အမေဆိုတဲ့ဖြစ်တည်မှုကသူ့ရင်ထဲမှာဓာတ်သွားတစ်ခုလိုဖြစ်နေပြီးသူတည်သွားရင်တောင်အမေကိုခွင်းလွတ်နိုင်မှာမဟုတ်တာကြောင့်ဒီဘဝကိုရှင်းရှင်းလင်းလင်းဖြတ်တောက်ပြီးထွက်သွားမလို့ဆိုပါတယ်ပြီးတော့မိခင်ဖြစ်သူရဲ့ဘဝထဲမှာသူ့ရဲ့ပုံရိပ်တွေကြံမနေခဲ့အောင်လို့ငယ်ဘဝကဓာတ်ပုံတွေနဲ့မိသားစုပုံတွေအားလုံးကိုလွှင့်ပစ်ထားခဲ့တာဖြစ်ပြီးဂျီဆွန်းကတော့အခုမှယူကျုံမရငိုကြွေးနေရင်အပြင်ကိုပြေးထွက်လာတဲ့အခါရုတ်တရက်လေကားကနေချစ်ချော်လိမ့်ကျသွားခဲ့ပါတယ်တရင်ကြည့်နေတဲ့မိုးတို့ကတော့ပျောက်နေတဲ့ဆိုတဲ့အာချင်းအားတပည့်ဖြစ်သူတွေကိုရှာခိုင်းနေပြီးအာချင်းရဲ့အမောင်ပတ်ချမ်းကိုချပြခဲ့တဲ့တရင် channel ကနေစာရေးဆရာယွန်းညွန့်စောကမကြသေးခင်ကပဲဆုံးမသွားတဲ့ဆိုတဲ့တရင်ကိုကြားခဲ့ရပြီးအမည်မသိသူတို့မှပေးပို့လာတဲ့ဗီဒီယိုဖိုင်ကိုတစ်ချက်လောက်ကြည့်ကြည့်ဖို့ပြောပါတယ်ဗီဒီယိုထဲမှာတော့6ကမ်းမထဲမှာမတ်တရက်နေတဲ့အာချင်းကိုတွေးခဲ့ရတာကြောင့်မိုးတို့ကတက်ပြင်းချမိသွားပြီးအဲ့ဒီဗီဒီယိုမှတ်တမ်းတက်ခဲ့တာကလွဲလို့အာချင်းကိုဘယ်မှရှာလို့မရတော့တဲ့အဆုံးတေဆုံးလူအဖြစ်သတ်မှတ်လိုက်ကကွယ်လွန်သူဘဲအာချင်းဆိုတဲ့အောက်မေ့ဖွယ်နေရာထံမိန်းကလေးတစ်ယောက်ကပန်းစည်းလာထွားတော့ပါတယ်6ကမ်းမကနေထိုးကျသွားတဲ့ဂျွန်စောရဲ့ကားထဲမှာတော့ဇောက်ထိုးကြီးဖြစ်နေတဲ့အာချင်းကသတိပြန်လည်လာပြီးဘေးနာကဂျွန်စောကလည်းအတန်းငွေ့ငွေ့လေးကြံနေသေးတာကြောင့်ကားထဲကနေမရမကရုံထွက်ဖို့လုပ်နေတဲ့အာချင်းရဲ့လက်ကိုလမ်းဆွဲနေပြီးမဲ့ဆွဲဖက်ထားခဲ့ပြီးအပြင်ကိုရောက်အောင်ထွက်သွားပါတယ်နောက်မှကြံနေခဲ့တဲ့ဂျွန်စောကတော့မျက်ရည်တွေနဲ့ငြိမ်သက်စွာကြံနေခဲ့ပြီးကားလမ်းပေါ်ရောက်အောင်မရမကကုတ်ချစ်တက်နေတဲ့အာချင်းကအောက်ကိုတစ်ချက်ပြန်လဲကြည့်လိုက်ရင်စိတ်တသားဆန်စွာရေမောနေလိုက်ပါတယ်